DJ Laway ရန်ကုန်တိုင်းဒေသကြီးမော်ဝီခရိုင်နန်းတပင်မြို့နယ်အေးရွာလေးကြီးရွာရွှေပြည်သာကွင်းမှာကိုအောင်စောထွန်းဦးစီးတည်ထောင်ထားတဲ့ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာDJ Laway ရန်ကုန်တိုင်းဒေသကြီးမော်ဝီခရိုင်နန်းတပင်မြို့နယ်အေးရွာလေးကြီးရွာရွှေပြည်သာကွင်းမှာကိုအောင်စောထွန်းဦးစီးတည်ထောင်ထားတဲ့ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာDJ Laway ရန်ကုန်တိုင်းဒေသကြီးမော်ဝီခရိုင်နန်းတပင်မြို့နယ်အေးရွာလေးကြီးရွာရွှေပြည်သာကွင်းမှာကိုအောင်စောထွန်းဦးစီးတည်ထောင်ထားတဲ့ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ဒိုကောင်းမြတ်အောင်အော်ဒီယိုဒေသနာဘောက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာDJ Laway